တွက်ပြီးတော့ပေးထားတာဖြစ်တဲ့ကြောင့်ကိုကဆေးကုနေတဲ့ကာလအတွင်းမှာအရန်ကြီးဝသွားတယ်အရန်ကြီးပိန်သွားတယ်ဆိုဆေးတွေတစ်ခါပြန်တွက်ပြီးတော့ပြန်ချိန်ပြီးတော့ဆရာဝန်တွေကပြန်တွက်ပေးရတယ်အဲ့တော့သူတို့ကအမြဲတမ်းပြောတာကကင်ဆာဆရာဝန်ကြီးတွေပြောနေကြစကားတစ်ခုရှိတယ်ကင်ဆာကီမိုဆေးသွင်းနေတဲ့အချိန်မှာ weight အပြောင်းအလဲအရန်မဖြစ်ပါစေနဲ့ဆိုပြီးတော့သူတို့ကမှားလိုက်တယ်ဘာကြောင့်လဲဆိုတော့ weight အရန်တက်သွားရင်လည်းဆေးလိုအပ်ချက်တွေများသွားနိုင်တယ်လို့ weight အရန်ကျသွားရင်လည်းဆေးလိုအပ်ချက်တွေအရန်လျော့သွားနိုင်တယ်အဲ့တော့ weight အပြောင်းလဲမဖြစ်အောင်ရဲ့ကျန်းမာရေးအတွက်ပေါ့နော်စီးချိုတွေမဖြစ်အောင်တခြားသောနော်တပူကနေနှစ်ပူမဆင့်အောင်ပေါ့စီးချိုကင်ဆာလည်းဖြစ်နေတယ်စီးချိုလည်းဖြစ်နေတယ်ဒါမျိုးလေးမဖြစ်ရအောင်ဒါထမင်းတွေကိုအလွန်ကျူးမစားနဲ့လို့ပဲကျွန်တော်တို့ပြောတာပုံမှန်တိုင်းကျွန်တော်တို့စားနေကြထမင်းခောက်ဆွဲကြစံကစုံအာလူပြောင်းမှုအကုန်စားလို့ရတယ်ဘာမှကျွန်တော်တို့မပိတ်ပင်ထားပါဘူးဆန်ဆိုရောပါဆန်စားမလဲပေါ့ဆန်စားမယ်ဆိုတဲ့အချိန်မှာပေါ်ဆန်းမွေးစားမှာလားဆန်ချမ်းစားမှာလားဆန်လုံးညိုပဲစားရမှာလားဆိုပြီးတော့မေးတယ်အဲ့တော့ကျွန်တော်တို့ကကင်ဆာဝေဒနာရှင်တွေကဝနေတယ်အဝလွန်နေတယ်အဝလွန်နေတဲ့အတွက်ကြောင့်ဆရာဝန်တွေကနေပြီးတော့မှားလိုက်တယ် weight short ပါဆိုပြီးတော့မှားလိုက်တယ်ဆိုရင်တော့ဆန်ချမ်းတို့ဆန်လုံးညိုတို့ကိုဦးစားပေးပြီးတော့စားတင်တာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဝါလည်းမဝဘူးပိန်လည်းမပိန်ဘူးဆိုရင်တော့ကျန်းမာရေးပိုကောင်းချင်ရင်ဆန်လုံးညိုကိုစားပေးဒါပေမဲ့ဆရာရဲ့ဆန်လုံးညိုကြီးတော့မစားချင်ဘူးပါဇက်ကလည်းပြက်နေတော့ပေါ်ဆန်းလောက်လေးပဲစားချင်တယ်ဆိုရင်လည်း okay တယ်ပြဿနာမရှိဘူးကျွန်တော်တို့ပေါ်ဆန်းမွေးစားလို့ရတယ်ပေါ်ဆန်းမွေးစားလို့ကင်ဆာပိုမဖြစ်ဘူးနော်ဆန်လုံးညိုစားလိုက်လို့လည်းကင်ဆာပိုမလျော့သွားဘူးเนาะဆန်လုံးညိုစားလိုက်ရင်တော့တစ်ဖက်ကနေပြန်ကြည့်ရင်တချို့တော့ကျန်းမာရေးကောင်းကျိုးတွေရလာနိုင်တယ်ကိုလက်စထရောတွေကျလာနိုင်တယ် weight တွေကျလာနိုင်တယ်စတဲ့အာနိသင်တွေရှိပေမဲ့ကင်ဆာကိုပိုသေးသွားစေတာတို့ကင်ဆာကိုပိုကောင်းလာစေတာလို့မရှိသလိုပေါ်ဆန်းမွေးစားလိုက်လို့လည်းကင်ဆာကြီးပိုကြီးသွားတယ်ဆိုတာမျိုးလည်းသိမရှိဘူးပေါ့အဲဒါပေမဲ့ပေါ်ဆန်းမွေးစားတာအရန်များသွားရင်တော့စီးကြိုတွေဖြစ်လာနိုင်တာလည်းဖြစ်နိုင်တယ်ပြီးတော့ကိုယ်လေးချိန်ထမင်းစားအရန်ကောင်းသွားလို့ကိုယ်လေးချိန်တက်တာကြီးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့ကင်ဆာနဲ့တော့မဆိုင်တဲ့တခြားပြဿနာလေးတွေတော့ရှိကောင်းရှိနိုင်တယ်အဲ့တော့ကင်ဆာဝေဒနာရှင်တယောက်အနေနဲ့ပါးစပ်ပြက်နေတဲ့အချိန်မှာကျွန်တော်တို့ကတော့မြန်မာထမင်းဟင်းနဲ့စားမယ့်ကိစ္စကိုဆန်လုံးညွန့်နဲ့စားပါဆိုပြီးတော့ကျွန်တော်တို့မတိုက်တွန်းရဘူး။ဘာကြောင့်လဲဆိုတော့ပါးစပ်ကလည်းပြက်နေသေးတယ်လေ။အဲ့အချိန်မှာမှမြန်မာထမင်းနဲ့ဆန်လုံးညွန့်နဲ့တွဲစားဖို့ကြတော့လူနာ100မှာ80လောက်ကမစားကြင်ကြဘူး။အဲ့ကြတော့ရတယ်ပေါ်ဆန်းမွေးပဲစားပြဿနာမရှိဘူး။အသားကိုဘယ်လိုမျိုးစားမလဲထမင်းကိုလည်းကျွန်တော်တို့ကတော့အများကြီးလည်းမစားပြအောင်နည်းနည်းလေးလည်းမဖြစ်အောင်ထမင်းပမာဏဘယ်လောက်စားပေါ့အကြမ်းမြင်ပြောမယ်ဆိုတော့ထမင်းကိုတရုတ်ထမင်းစားပကံလုံးလေးတစ်လုံးစားတော့မဖြစ်မနေကုန်အောင်စားပါဆိုပြီးတော့ပဲမှားလိုက်တာများတယ်တခါလေကျရင်ပါဇက်ပြက်လို့ထမင်းမစားခြင်းဘူးဆိုရင်ခောက်ဆွဲကြာစံတွေစားလို့ရတယ်ပါမုတ်တွေစားလို့ရတယ်ကစုံတွေစားလို့ရတယ်ကြိုက်နှစ်သက်ရအကုန်စားပါမြန်မာလူမျိုးဖြစ်နေတဲ့ကြောင့်ထမင်းကိုဦးစားပေးပြီးတော့ပြောနေတာသာဖြစ်ပါတယ်ဒါပေမဲ့ကျန်တာတွေအကုန်စားခွင့်ရှိတယ်နော်โอเคကစီတက်တီလည်းမဖြစ်မနေစားရမယ်တဲ့မှာပါပါတယ်အကယ် Facebook မှာတွေ့ခဲ့လို့ဒီဟာတွေမစားရဘူးကင်ဆာကိုပိုကြီးစေတယ်ဆိုရင်အဲ့လိုစာမျိုးတွေတော့တက်နိုင်သမျှရှောင်ပါ toxic ဖြစ်စေပါတယ်တိတ်လည်းမမှန်ပါဘူးကိုယ်ကျန်းမာရေးကိုလည်းထိခိုက်စေနိုင်ပါတယ်စားဖို့စားရမယ်တင်မှာပါပါတယ်เนาะโอเคနောက်တစ်ခုကကြတော့အမြင်ဓာတ်ပါအမြင်ဓာတ်ကတော့လူတိုင်းသိပါတယ်အသီးနှံလေးတွေစားပေးပါကင်ဆာဝေဒနာရှင်တွေကဒါကတော့ကျွန်တော်တို့တွန်းတိုက်ကိုပြောနေစရာကိုမလိုအသီးအနှံအရန်စားတယ်ကင်ဆာဖြစ်ပြီးနောက်ပိုင်းမှာအသီးအနှံတွေပိုစားလာတာတွေတွေ့ရတယ်ဒါပေမဲ့လိုတာထက်တော့ပိုမစားပါနဲ့နော်လိုတာထက်ပိုမစားပါနဲ့ဆိုတော့ဘာကြောင့်လဲဆိုတော့အရွက်တွေအသီးတွေအများကြီးစားလိုက်ရင်တကယ်စားရမယ့်အာဟာရဓာတ်တွေဖြစ်တဲ့ protein တို့နော်အသားဓာတ်တွေကစီဓာတ်တွေကမစားနိုင်တော့တဲ့အတွက်ကြောင့်အာဟာရချို့တဲ့လာနိုင်တယ်အဲ့တော့ကျွန်တော်အမြဲတမ်းလူခဲ့တဲ့ကျွန်တော်အာဟာရဆရာဝန်အနေနဲ့အလုပ်စလုပ်တာကတော့10နှစ်လောက်ရှိပြီပေါ့နော်ဆရာဝန်စဖြစ်တာကတော့ဆရာဝန်ဖြစ်တာတော့10နှစ်ကျော်17နှစ်ထဲ17နှစ်ကျော်သွားပြီပေါ့နော်ထားပါတော့ဆိုလိုချင်တာကကျွန်တော်တို့အခုအာဟာရဆရာဝန်ဖြစ်တဲ့ကာလကနေပြီးတော့ပဲကျွန်တော်